အလွမ်းကဖီလို့ပေးထားတယ်အချစ်ဆုံးမင်းနဲ့အတူအမြဲတော့တယ်ဒီဆိုင်လေးဆိုင်ရှင်ဦးနဲ့ရင်ဒီကကိုရိုနာဦးအတွက်လေးရောက်ရင်တို့ကြိုက်တဲ့တချင်တွေအလိုက်တတိနဲ့ဖွင့်ပေးတယ်ဒီလိုနဲ့ဘဝတစ်စစ်ချိုးမှာကိုရိုနာဦးချစ်တဲ့အကြောင်းကိုအချစ်ရဲ့မိဘတွေသိရှိသွားရာကအစားတို့နှစ်ဦးမကွဲကွဲရအောင်သူတို့ဖန်တီးပြီးရက်ဆက်တဲ့တို့နဲ့ဝေးတဲ့စီအချစ်ကလေးကိုပို့ကြတယ်လေအခုတော့တယောက်တည်းကွယ်အလွမ်းကဖီရဲ့တောင်းလေးမှာအလွမ်းမီတော့များနဲ့မျောနေစေအချင်သာဆုံးရောက်မဲ့နေကိုနေတိုင်းစောင့်ကြည့်ရင်နဲ့အချစ်ကြိုက်တဲ့တချင်တွေဖွင့်ခိုင်းပြီးအလွမ်းကြည့်တယ်အလွမ်းကဖီလို့ပေးထားတယ်အချစ်ဆုံးမင်းနဲ့အတူအမြဲတော့တယ်ဒီဆိုင်လေးဆိုင်ရှင်ဦးနဲ့ရင်ဒီကကိုရိုနာဦးအတွက်လေးရောက်ရင်တို့ကြိုက်တဲ့တချင်တွေအလိုက်တတိနဲ့ဝင်ပေးတယ်အလွမ်းကဖီရဲ့တောင်းလေးမှာအလွမ်းမီတော့များနဲ့မျောနေစေအချင်သာဆုံးရောက်မဲ့နေကိုနေတိုင်းစောင့်ကြည့်ရင်နဲ့အချစ်ကြိုက်တဲ့တချင်တွေဖွင့်ခိုင်းပြီးအလွမ်းကြည့်တယ်အခုတော့တယောက်တည်းကွယ်အလွမ်းကဖီရဲ့တောင်းလေးမှာအလွမ်းမီတော့များနဲ့မျောနေစေအကျဉ်းသာဆုံးရောက်မဲ့နေကိုနေတိုင်းစောင့်ကြည့်ရင်နဲ့အချစ်ကြိုက်တဲ့တချင်တွေဖွင့်ခိုင်း